ဆိုတော့ဖခင်သခင်ရဲ့ကျေးဇူးတော်ကြောင့်ဒီအချိန်နာရီကိုလည်းရရှိရတဲ့အတွက်ဖခင်ရဲ့ကျေးဇူးတော်ကိုချီးမွမ်းပါတယ်လို့ကျွန်တော်တို့ဒီနေ့သမီးငယ်လေးတွေတခြင်းဆိုတာလည်းခွန်အားရတယ်ပထမဆုံးကျမ်းပိုက်မှာလည်းဖခင်သခင်နဲ့ဝေးဝေးနေတဲ့သူတွေကတော့ပျက်စီးခြင်းကိုရောက်မယ်တဲ့ဖခင်သခင်ကစကြရလူကိုဖန်ဆင်းကြရလူနဲ့အနီးဆုံးမှာပဲနေကျင်တာအခုဘလောက်တောင်မှဖခင်သခင်ကျုံနဲ့အနီးဆုံးမှာနေကျင်လဲဆိုရင်ကောင်းငင်ဘုံ၌ရှိတော်မူသောဖခင်သခင်အာမာနွေလလောကတွေကိုဆင်းသက်လာပြီးတော့အခုချိန်မှာကျွန်တော်တို့အထဲမှာရှိတဲ့ဖခင်ဖြစ်လာတယ်ဖခင်သခင်ကျွန်တော်တို့အထဲထဲမှာကိန်းဝတ်ချင်တယ်ကျွန်တော်နဲ့အတူအနီးဆုံးမှာနေကျင်တာပေါ့နော်ဒါပေမဲ့အဲ့ဒီရဲ့ဖခင်ရဲ့ဆန္ဒနဲ့ရည်ရွယ်ချက်ကိုဘယ်သူကဖျက်ဆီးလဲဆိုရင်စာရမဏေကသူကတော့ဖခင်သခင်နဲ့ကျွန်တော်တို့ကိုဝေးကွာသွားစေခြင်းတယ်ဖခင်သခင်နဲ့ဝေးကွာသွားစေခြင်းတယ်ဖခင်သခင်နှစ်သက်တဲ့ဒီအသင်းတော်အဖို့လို့ငါဖခင်သခင်ခွတ်တော်ကိုစွန့်နေတဲ့ဒီအသင်းတော်နဲ့လည်းဝေးကွာစေခြင်းတယ်အသင်းတော်နဲ့ဝေးကွာသွားတဲ့သူတွေကဘာဖြစ်သွားလဲဆိုစူးထဲမှာကြားတဲ့မျိုးစေ့လိုပဲအသိမသိနိုင်တော့ဘူးအသင်းတော်ထဲမှာတော့ဝတ်ပြုခြင်းတွေဆုတောင်းပတ္ထနာပြုခြင်းတွေမိတ္တဟာရာဖွဲ့ခြင်းတွေရှိတယ်အဲ့ဒီအသင်းတော်နဲ့လည်းဝေးကွာသွားစေခြင်းတယ်ဖခင်သခင်အလိုတော်လမ်းနှုတ်ကပတ်တော်နဲ့လည်းဝေးကွာသွားစေခြင်းတယ်ဖခင်နောက်ဆုံးတစ်ခုကဘာလဲဆိုရင်ဖခင်သခင်တန်ဖိုးထားတဲ့မိသားစုကိုလည်းပြိုကွဲပျက်စီးသွားစေခြင်းတယ်ဒါစာရန်ရဲ့အလုပ်ပေါ့နော်ဆိုတော့ဒီနေ့ဘာကောင်းစင်နဲ့ဝေငှခြင်းလဲဆိုရင်တပည့်တော်ဖြစ်ခြင်းကနေပြီးတော့သာသနာပြုခြင်းတို့ဆိုတဲ့ကောင်းစင်နဲ့ဝေငှခြင်းပါတယ်သခင်ခရစ်တော်ကိုမိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်လက်ခံတဲ့သူတွေကဖခင်သားသမီးတွေဖြစ်တယ်သခင်ခရစ်တော်ရဲ့တပည့်တော်တွေဖြစ်တယ်ခရစ်တော်ရဲ့နှုတ်ကပတ်တော်တွေသခင်ခရစ်တော်သူဘာပြောလဲဆိုရင်လူမျိုးတကာတို့ကိုရှင်မဿဲခရစ်ဝင်အခန်းကြီး28အငယ်19-20မှာဒါကျွန်တော်အားလုံးသိတဲ့အတိုင်းပဲမဟာစေစားချက်ပေါ့သခင်ခရစ်တော်ကသူ့ရဲ့တပည့်တော်တွေကိုပြောသွားတယ်သင်တို့သွား၍လူမျိုးတကာတို့ကိုငါတပည့်ဖြစ်စေလျက်ခမဲတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်၏နာမ၌ဗတ္တိဇံကိုပေးကြလော့ငါသည်သင်တို့အားပေးသမျှသောပြည့်ညတ်တော်တို့ကိုစောင့်ရှောက်စေခြင်းကဆုံးမဩဝါဒပေးကြလော့လူမျိုးတကာတို့ကိုတပည့်ဖြစ်စေပါသာသနာပြုပါပြီးရင်သူဆုံးမခဲ့တဲ့ဆုံးမဩဝါဒတွေကိုပေးသမျှသောပြည့်ညတ်တော်တွေကိုလည်းစောင့်ရှောက်ပါဒီအရာကဖခင်သခင်ကျွန်တော်သခင်ခရစ်တော်ကျွန်တော်တို့ကိုမိန့်မာခဲ့တဲ့အရာဖြစ်ပါတယ်ဒါမှမဟုတ်အဲ့ဒီမိန့်မာချက်ကယုံကြည်သူအားလုံးနဲ့သက်ဆိုင်တယ်ဒါမှမဟုတ်ဖခင်ကျွန်တော်တို့ရဲ့အသက်တာထဲမှာဒီ mission ဒီသာသနာကိုလှုပ်ဆောင်ဖို့ကလူတိုင်းရဲ့တာဝန်ဒါပေမဲ့အဲ့ဒီတာဝန်ကိုမိလျော့နေအောင်ပဲဖြစ်ဖြစ်မသိအောင်ပဲဖြစ်ဖြစ်မလုပ်အောင်စာရမဏေကလှည့်စားထားတာပေါ့နော်ဒါပေမဲ့ဒီအရာကိုကျွန်တော်တို့ပြန်လဲဆင်ခြင်ရင်းနဲ့ခွန်အားယူဖို့ဖြစ်ပါတယ်ဒါမှမဟုတ်ကျွန်တော်တို့တယောက်စီတိုင်းကဖခင်သခင်ခရစ်တော်ရဲ့လမ်းစဉ်ကိုလိုက်ပြီးတော့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုကင်ဆွဲပြီးတော့သာသနာပြုတဲ့လူတွေဖြစ်တယ်ဆိုတာကိုမမေ့ဖို့အရေးကြီးတယ်ဆိုတာကိုဖော်ပြခြင်းပါတယ်ဆိုတော့ကျွန်တော်တို့အရေးကြီးဆုံးနံပါတ်1ပေါ့နော်ဆိုတော့ကျွန်တော်တို့ရဲ့သာသနာကွင်းရဘက်မှာလဲဆိုရင်ကျွန်တော်တို့ရဲ့မိသားစုမှာဖြစ်တယ်ဆိုတော့ကျွန်တော်တို့မိသားစုကပထမဆုံးအသင်းတော်ကျွန်တော်တို့မိသားစုကပထမဆုံးတော့သာသနာကွင်းဖြစ်တယ်ပေါ့နော်အဲ့ဒီမိသားစုတွေထဲမှာဖခင်သခင်ရဲ့အလိုတော်မပြည့်စုံအောင်ဖခင်သခင်ရဲ့အကြံစီးနဲ့လွဲသွားအောင်စာတန်ကလှုပ်ချင်တာဖြစ်တယ်ဘာကြောင့်လဲဆိုရင်အသင်းတော်ရဲ့အခြေခံမိသားစုဖြစ်တယ်ဒီမိသားစုကခိုင်မာမှအသင်းတော်ကလည်းခိုင်မာတယ်ဖခင်သခင်ရဲ့အလိုတော်ကလည်းပြည့်စုံစေမှာဖြစ်တယ်ဒါကြောင့်မလို့မိသားစုထဲမှာဖခင်သခင်ရဲ့အလိုတော်ကိုမပြည့်စုံအောင်စာရမဏေကနှီးမျိုးစုံနဲ့လှုပ်ဆောင်မှာဖြစ်တယ်ဒါမှမဟုတ်ကျွန်တော်တို့ဒီအရာလေးတစ်ခုကိုသတိရပြီးတော့ဆင်ခြင်ဖို့ပေါ့နော်ကျွန်တော်တို့ရဲ့သာသနာအဝေးမဟုတ်ဘူးဘယ်မှာသာသနာပြုရမလဲဆိုရင်ကျွန်တော်တို့ရဲ့မိသားစုမှာဆိုတော့ကျွန်တော်တို့ငယ်ငယ်တုန်းကအဖွားကအိမ်မှာအမြဲတမ်းဆွတောင်းတယ်ဒါတော့မှကျွန်တော်တို့အသက်အရွယ်ကြီးလာတဲ့အခါမှာဆုံးဖြတ်ချက်တွေမှာလမ်းမှားတွေရောက်သွားခဲ့တာတွေရှိတယ်ဒါပေမဲ့လည်းအဲ့ဒီမျိုးစေ့ကနှလုံးသားထဲမှာရှိတယ်အဖွားကသူလုံနိုင်တာပါလဲဆိုမိသားစုမနှက်ဝတ်ညဝတ်အဲ့ဒါအမြဲတမ်းဖျားဝတ်ပြုကိုယ်ွယ်တယ်ဒီအိမ်ထဲမှာ home mission ပေါ့နော်အိမ်ထဲမှာဖျားရဲ့အသင်းတော်လေးအိမ်ထဲမှာမိသားစုဝတ်ပြုကိုယ်ွယ်ခြင်းအဲ့ဒါကအင်မတန်မှအရေးကြီးတယ်အဲ့ဒီအတွက်ကျွန်တော်အားလုံးမှာတာဝန်ရှိတယ်ဆိုတဲ့အရာကိုဖော်ပြခြင်းတာဖြစ်ပါတယ်အကယ်၍မိသားစုတွေမှာအစင်မပြေဘူးဆိုရင်အသင်းတော်နဲ့လောကပတ်ဝန်းကျင်မှာဖျားသခင်ရဲ့အလိုတော်လမ်းကနေကျွန်တော်တို့ဝေးကွာသွားနိုင်တယ်ဆိုတော့ဒီအရာလေးကိုကျွန်တော်တို့ဖော်ပြခြင်းတာဖြစ်ပါတယ်ဆိုတော့ဖခင်သခင်နဲ့ဝေးကွာသွားစီတာဘာလဲဆိုရင်အပြစ်ဖြစ်တယ်
အပြစ်ကဖျားသခင်နဲ့ဝေးကွာသွားစေတယ်ဟေရှာယအနာဂတိကျမ်းအခန်းကြီး59အပိုက်ငယ်1မှာကြည့်ရှုလို့ထာဝရဘုရားသည်မကယ်တင်နိုင်အောင်လက်တော်တူသည်မဟုတ်မကြားနိုင်အောင်နားတော်ထိုင်းသည်မဟုတ်သင်တို့ဒုစရိုက်သည်သင်တို့ကိုဖျားသခင်နှင့်ကွာစေပြီကြားတော်မမူစေခြင်းကသင်တို့အပြစ်သည်မျက်နာတော်ကိုလွဲစေပြီဖျားသခင်ကျွန်တော်တို့ကိုချစ်တယ်ကျွန်တော်နဲ့အတူနေခြင်းတယ်ဒါပေမဲ့တဲ့အပြစ်ကဖျားသခင်နဲ့ဝေးကွာသွားစေတယ်ဆူတောင်းတဲ့တွေကိုလည်းမကြားအောင်ဘုရားသခင်နားမထိုင်းပါဘူးတဲ့ဒါပေမဲ့တဲ့သင်တို့ရဲ့အပြစ်ကဖျားသခင်နဲ့ဝေးကွာသွားစေတယ်ဒါကြောင့်အပြစ်ကဖျားသခင်နဲ့ဝေးကွာသွားစေတဲ့အရာဖြစ်ပါတယ်ကြောင့်ဒီအပြစ်ကဖျားသခင်နဲ့ကင်းကွာသွားစေနိုင်တယ်ဒါကြောင့်မလို့ကျွန်တော်မိသားစုထဲမှာဖခင်တယောက်ရဲ့တာဝန်ပေါ့နော်ဆိုတော့မိသားစုဆိုတာကတော့ဖခင်ရှိမယ်မိခင်ရှိမယ်သားသမီးရှိမယ်အားလုံးကဒီမိသားစုအိမ်တော်ထဲမှာဖခင်ရဲ့သာသနာဖခင်ရဲ့အလိုတော်ကိုပြည့်စုံဖို့စက္ကပ်ရမယ်အဲ့ဒါကအရေးကြီးတယ်ဘာကြောင့်အဲ့လိုပြောလဲဆိုရင် Sunday School ဆိုတာဒါမရှိရင်မိသားစုထဲမှာသာသနာပြုခြင်းဒါမရှိရင်အသင်းတော်ဆိုတာပျောက်ကွယ်သွားနိုင်တဲ့အထီတောင်ဖြစ်သွားနိုင်တယ်ဘာကြောင့်လဲဆိုလို့ရှိရင်ကျွန်တော်ရဲ့ယုံကြည်ကျင့်သုံးမှုတွေကိုလက်ဆင့်ကမ်းဖို့ဖခင်သခင်တင်ထားတယ်မင်းအိမ်မှာထိုင်တာဖြစ်ပါစေထတာဖြစ်ပါစေခရီးသွားတဲ့အခါဖြစ်စေအဲ့ဒီစကားကိုမိသားစုမှာစူးစမ်းပြီးသင်ပေးရမယ်လို့ဖခင်မိခင်တွေကိုကျမ်းစာထဲမှာပြောထားတယ်မင်းအိမ်မှာထိုင်တာပဲဖြစ်ဖြစ်သွားတာပဲဖြစ်ဖြစ်စားတာပဲဖြစ်ဖြစ်ဘယ်မှုကိုပြုတင်ဆိုဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်ကိုချစ်ဖို့သင်ပေးရမယ်တဲ့ဘာကြောင့်အဲ့ဒါအရေးကြီးလဲဆိုရင်ဥပမာ Sunday School ဆိုရင်ကျွန်တော်တို့တနင်္ဂနွေတရက်ပေါ့ပြီးရင်ကြံတဲ့အချိန်တွေကလောကကြီးကကျွန်တော်တို့သင်ပေးတာလောကကြီးကဖခင်နဲ့ဝေးကွာအောင်သင်ပေးမယ်ကျွန်တော်တို့ရဲ့တက်မှတ်ခြင်းတွေကိုသင်ပေးမယ်ကျွန်တော်တို့တခြားတော့ပေါ့နော်နီလန်းမျိုးစုံနဲ့စာရမဏေကကျွန်တော်တို့ကိုယုံကြည်ခြင်းလမ်းလွဲအောင်မှားယွင်းတဲ့ယုံကြည်မှုတွေအသက်ရှင်မှုမှားအောင်သူကသင်ပေးနေတာသူကတေချာပေါက်သင်တာနီလန်းမျိုးစုံနဲ့ကျမ်းစာပါဟောက်သောချင်းသိကဲ့သို့ဘသူကိုမျိုးရမလဲလို့လှည့်လေရှာဖွေတယ်တဲ့စာရမဏေကအဲ့ဒီလိုလုပ်တယ်ဒါပေမဲ့ကျွန်တော်တို့မိသားစုတွေကဖခင်ရဲ့နှုတ်ကပတ်တော်ကိုအိမ်မှာသင်ပေးဖို့ပြက်ကွက်တဲ့အခါမှာဖခင်ရဲ့အလိုတော်လမ်းကဘလို့မှဖခင်သခင်ရဲ့တမန်တရားကျွန်တော်တို့ကိုမလွှမ်းမိုးနိုင်စူးထဲမှာကြားတဲ့မျိုးစေ့လိုပဲဖြစ်သွားနိုင်တယ်ဒါကြောင့်မလို့မိသားစုအထဲထဲမှာကိုယ့်ရဲ့အိမ်ကပထမဆုံးသာသနာကွင်းပဲမိမိရဲ့အိမ်ကပထမဆုံးအသင်းတော်ပဲအဲ့ဒီအိမ်မှာဖခင်ရဲ့တမန်တရားရှင်သန်နေရမယ်အဲ့လိုမှမဟုတ်ရင်ကျွန်တော်တို့လောကကြီးရဲ့ဆွဲဆောင်မှုတွေကိုဘလို့မှမလွန်ဆန်နိုင်ဘူးတနည်းကနေတည့်ရက်ပဲဖြစ်ဖြစ်အိမ်မှာသာဖခင်ဝတ်ပြုခြင်းမရှိရင်အိမ်မှာသာသားသမီးတွေကိုတုံတင်ဆုံးမခြင်းမရှိရင်ဘလို့မှကျွန်တော်တို့ရဲ့တမန်တရားရက်တည်လို့ဒါကြောင့်သခင်ခရစ်တော်ပြောတယ်ငါပြန်ကြွလာတဲ့အခါမှာယုံကြည်ခြင်းကိုတွေ့ပါဦးမလားတဲ့ငါပြန်ကြွလာတဲ့အခါမှာမြေကြီးပေါ်မှာတဲ့ယုံကြည်ခြင်းတွေ့ပါမလားတဲ့အများသောသူတွေကလမ်းကျယ်ကိုလိုက်မယ်လမ်းကျင်းတဲ့လမ်းကျယ်မှာလူများစုကလမ်းကျယ်ထဲမှာလိုက်မယ်တဲ့အဲ့ဒါကမိသားစုတွေမှာတုံတင်မှုတွေယုံနေလာရင်အဲ့ဒါဖြစ်နိုင်တဲ့အခြေအနေရှိတယ်ပေါ့နော်ဒါကြောင့်မလို့ဖခင်တွေကဘယ်လိုဖြစ်ရမလဲဆိုတဲ့အရာလေးကိုလည်းပြောခြင်းတယ်ပေါ့နော်၃ခုပေါ့ဖခင်တွေကအရေးကြီးတာပေါ့ဘာကြောင့်အရေးကြီးရလို့ပြောရင်စစ်တမ်းတစ်ခုရှိတယ်သူကသူ့တင်နာပြုထားတာပေါ့နော်အိမ်မှာမိဘနှစ်ပါးလုံးကယုံကြည်သူဖြစ်တယ်ဆိုရင်ဒီကလေးကကယ်တင်ခြင်းရပြီးတော့တမန်တရားကိုသိပြီးတော့ယုံကြည်သူဖြစ်ဖို့ကရာနှုန်းမြင်ပါတယ်အကယ်၍ဖခင်တူးတွေကပဲတမန်တရားဘက်မှာထက်သန်ပြီးတော့ဖခင်ကပေါ့နော်တမန်တရားမှာခိုင်ခန့်တယ်တမန်တရားမှာယုံကြည်တဲ့ဖခင်တူးဖြစ်မယ်ဆိုရင်တော့သူကတဲ့အဲ့ဒီကလေးကအဲ့ဒီမိသားစုကို85%ဖြစ်နိုင်ခြေရှိတယ်သားသမီးတွေကပေါ့နော်ယုံကြည်သူဖြစ်နိုင်ခြေရှိတယ်အကယ်၍မိခင်တူးတဲ့ဆိုရင်တော့15%ပဲရှိတယ်တဲ့မိခင်ကအဲ့လောက်မိသားစုပေါ်မှာလွှမ်းမိုးနိုင်မှုအားနေတာပေါ့နော်ဘာလို့ဆိုတော့ခင်မွန်းတဲ့အုပ်စိုးခြင်းဝင်ခံရတာရှိအမျိုးမျိုးရှိမှာပေါ့မိခင်တယောက်တည်းပဲယုံကြည်သူဖြစ်တယ်ဆိုရင်15%ပဲရှိတယ်အကယ်၍မိခင်ရောဖခင်ရောကယုံကြည်သူမဟုတ်ဘူးဆိုရင်တော့အဲ့ဒီကလေးတယောက်ကတမန်တရားကိုသိပြီးတော့ယုံကြည်သူဖြစ်လာဖို့ဆိုတာမရတော့ဘူးပတ်ဝန်းကျင်ကိုအားကိုးမရဘူးတခြားသောသာသနာပြုတဲ့လူတွေကိုအားကိုးမရတော့မယ်ဒါကြောင့်မလို့ဖခင်တွေကအရေးကြီးရနော်ဖခင်တွေကမိခင်လည်းအရေးကြီးတာပေါ့ဖခင်ကဘာ၃ချက်ဝင်ငှချင်တာပေါ့နံပါတ်1ကဘာလဲဆိုရင်ဖခင်က prophet ဆိုဖခင်သခင်ကအရင်အချိန်တွေမှာသူ့ရဲ့သာသနာတော်ကိုစောင့်ရှောက်ဖို့အတွက်သူခန့်တဲ့လူ၃မျိုးရှိတယ်၃မျိုးတော့နော်အဲ့ဒီလူတွေအပေါ်မှာပဲဖခင်သခင်တန်ရှင်သောဝိညာဉ်တော်တက်ရောက်တယ်အခုဆိုရင်ကျွန်တော်ယုံကြည်တဲ့သူတိုင်းသခင်ခရစ်တော်မိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်သူတိုင်းရဲ့အသက်တာထဲမှာဖခင်သခင်ဝိညာဉ်တော်ကကိန်းဝတ်တယ်ဒါပေမဲ့အဲ့ဒီဓမ္မဟောင်းကာလမှာကတော့အဲ့ဒီတချို့သောသူတွေမှာပဲ
နံပါတ်1လူဒန်းစားကဘာလို့လဲဆို prophet တွေပေါ်မှာတော့ဖခင်သခင်တန်ရှင်တော်ဝိညာဉ်တော်ဂိမ်းဝတ်တယ်နောက်ယေဘရဟိတ်တွေကလည်းဖခင်နဲ့လူတွေရဲ့ကြားထဲမှာရစ်ပူဇော်ခြင်းတို့ဖခင်နဲ့ပတ်သက်တဲ့ဓမ္မဝတ်တွေကိုလှုပ်ဖို့အတွက်သူတို့ကလည်းဖခင်သခင်တန်ရှင်တော်ဝိညာဉ်တော်ဂိမ်းဝတ်တယ်နောက်ရှင်ဘုရင်ဥမာဒါဝိဒ်တို့လိုဖခင်သခင်ခန့်အပ်ထားတဲ့ဘုရင်တွေမှာလည်းဖခင်သခင်တန်ရှင်တော်ဝိညာဉ်တော်ကဂိမ်းဝတ်တယ်ဆိုတော့ဖခင်တွေကသူကနံပါတ်1 prophet ကဲ့သို့ prophet ဆိုတာဘာလဲဆိုဖခင်ရဲ့တမန်တရားစကားကိုလက်ဆင့်ကမ်းပြီးလူတွေကိုသင်ပေးရတာလမ်းမနေပဲ့ပြင်ပေးရတာဆုံးမသွန်သင်ပေးတယ်ဖခင်ရဲ့ဗျာဒိတ်တော်တွေကိုလက်ဆင့်ကမ်းသင်ပေးတယ်ဖခင်သခင်ရဲ့တမန်တရားတွေကိုသင်ပေးတယ်အဲ့ဒီလူပဲဖခင်တွေကကိုယ့်ရဲ့မိသားစုမှာ prophet ကဲ့သို့တမန်တရားကိုသင်ပေးတဲ့သူဖြစ်ရမယ်ဖခင်ဒီမိသားစုတွေကြားထဲမှာပေါ့နော်သူကတမန်တရားကိုသွန်သင်လမ်းပြဆုံးမပေးရမယ်ဒါမှမဟုတ်ကျမ်းစာထဲမှာတက်မှာဟောက်မှာမင်းအိမ်မှာထိုင်တာဖြစ်ပါစေထတာဖြစ်ပါစေမိသားစုစူးစမ်းပြီးတော့သင်ပေးရမယ်ဒါဖခင်ရဲ့တာဝန်ပေါ့ဒုတိယတစ်ခုကတော့ယေဘရဟိတ်ကြတော့ဝိပုကိုယ်ကိုယ်ချင်းတွေဥဆောင်ရမယ်ကျမ်းစာတွေဖတ်ရရမယ်ပြီးရင်ကိုယ်သားသမီးတွေလမ်းလွဲနေပြီလားအဲ့ဒါကိုလည်းသတိထားပြီးတော့ကြည့်ရှုရမှာဖြစ်တယ်ဆိုတာတွေ့ရတာပေါ့နော်ဆိုတော့ကျမ်းစာထဲမှာဆိုရင်ယောဘတို့အခန်းကြီး1အငယ်9မှာဆိုရင်ပွဲခံတဲ့နေ့ရက်သားသမီးသူ့ရဲ့သားသမီးတွေရှိတယ်အဲ့သားသမီးတွေသားအားလုံးကိုမွေးနေ့ပွဲလုပ်ပြီးတယ်အဲ့ပွဲခံသူတို့ပြော့အောင်စားတယ်တောက်တယ်ပြော့အောင်လုပ်ပြီးတဲ့အခါမှာပွဲခံရတော့နေ့ရက်လွန်လင်ယောဘသည်လူကိုဆေလွတ်၍သူတို့ကိုတန်ရှင်းစေပြီးမှနက်၌ထား၍သူတို့အရေးတွက်နှင့်အမျှမီးရှို့ရာရှိကိုပူဇော်လေးရှိထို့သို့ယောဘသည်အစဉ်ပြုလေးရှိတယ်ယောဘကယေဘရဟိတ်တာဝန်ကိုယူတယ်မိသားစုတွေသားတွေသမီးတွေအပြစ်လုပ်ပြီလားအပြစ်လုပ်ရင်ဖခင်နဲ့ဝေးသွားမှာဆိုတော့ဒီနေရာမှာအပြစ်နဲ့ပတ်သက်ပြီးနည်းနည်းဝေမျှခြင်းတယ်ပေါ့နော်အပြစ်ရဲ့မြစ်ဖျားခံရကဘာလဲလို့ပြောရင်ကျွန်တော်ရဲ့စိတ်ထဲမှာပဲကျွန်တော်ရဲ့အတွေးအထဲကစတယ်ဒီဖာရီရှဲတွေကတော့အပြင်ပန်းကိုဦးစားပေးတယ်အပြင်ပန်းကိုဦးစားပေးတဲ့အခါကျတော့သူတို့ကအပြင်ရဲ့လှုပ်ထုံးလှုပ်နည်းတွေပုံစံတွေကိုအဲ့ဒီအရာတွေသူတို့အမှားမခံအဲ့သခင်ခရစ်တော်လက်မဆေးပဲအစာစားတော့သူတို့ကအပြစ်ပြောတယ်သူတို့ရဲ့မိစဉ်ဖတ်ဆက်ကျင်လေတဲ့ထုံးစံကိုယူပြီးတော့မှတဲ့ဖခင်ရဲ့ပြည့်ညတ်တရားကိုပယ်တယ်တဲ့တကယ်တော့ဖာရီရှဲတွေကဖခင်ရဲ့ပြည့်ညတ်တရားကိုကျင့်တဲ့သူမဟုတ်အကယ်၍ဖခင်သခင်ရဲ့ပြည့်ညတ်တရားကိုကျင့်တယ်ဆိုရင်သခင်ခရစ်တော်ဘာမှပြောစရာမလိုဟာသူတို့ဖခင်ရဲ့ပြည့်ညတ်တရားကိုကျင့်နေကြပဲချီးကျူးမှာပေါ့ဒါပေမဲ့မဟုတ်သူတို့ကမိစဉ်ဖတ်ဆက်ကျင်လေတဲ့ထုံးစံတွေကိုယူပြီးတော့ပြည့်ညတ်တရားကိုထပ်ထည့်တယ်ထပ်ဖြုတ်တယ်သူတို့စိတ်ကြိုက်လို့လားဒါကြောင့်ဖခင်သခင်ရှိကစိတ်ဆိုးတာမင်းတို့ပြည့်ညတ်တရားကိုပယ်တယ်တဲ့မိစဉ်ဖတ်ဆက်ကျင်လေတဲ့ထုံးတန်းစင်လာတွေကိုမင်းတို့လိုက်တယ်တဲ့ဒါကြောင့်မလို့သူတို့ဘာပြောလဲဆိုရင်မဟုတ်ဘူးအပြင်ကလာတဲ့အရာကလူကိုမညစ်ညူးစေဘူးအထဲကလာတဲ့အရာကလူကိုညစ်ညူးစေတယ်အထဲကဘာလဲဆိုလူရဲ့အတွေးစိတ်နှလုံးထဲကထွက်လာတဲ့အရာတွေကလူကိုညစ်ညူးစေတယ်ဒါမှမဟုတ်အပြစ်တရားရဲ့မြစ်ဖျားခံရဘဲဟာလဲဆိုရင်ကျွန်တော်အတွေးကနေလာတယ်ကျွန်တော်ရဲ့စိတ်နှလုံးအတွေးတွေကိုမထိန်အဲ့ဒီကနေစိတ်နှလုံးအတွေးကအမျိုးစုံသွားနေတာဒါကြောင့်စာတန်ကတဲ့ဒီကျွန်တော်ငှက်တွေကကောင်းငင်ပေါ်မှာပြန်တာကိုကျွန်တော်တားဆီးလို့မရဘူးတဲ့ဒါပေမဲ့တဲ့အတိုက်မလုပ်ဖို့တော့တားလို့ရတယ်အဲ့ဒီလိုပါပဲစာတန်ကကျွန်တော်ကိုအတွေးတွေကျွန်တော်ခန္ဓာကိုယ်ထဲမှာဝင်လာပြီးကျွန်တော်ကိုအုပ်ဆိုးလို့တော့မရဘူးဒါပေမဲ့ကျွန်တော်ကိုအတွေးတွေနဲ့တော့သူဖျက်ဆီးလို့ရတယ်ကျွန်တော်မှာမှားယွင်းတဲ့ယုံကြည်ခြင်းအတွေးတွေစိတ်ခံစားချက်တွေအမျိုးမျိုးဖြစ်အောင်သူလှည့်ပြလို့ရတယ်ဆိုတာတွေ့ရတာပေါ့နော်အဲ့ဒါနဲ့အဲ့ဒီအတွေးတွေကအဲ့ဒီအတွေးအစစ်မှာမဖြစ်လိုက်ဘူးဆိုပါစို့ထက်ခါတွေးနေမယ်ဒါဝိဒ်မင်းကြီးလို့ပေါ့သူကဒီဘာဒရှေဘကိုသူတွေ့တဲ့အခါမှာသူတွေးမိမှာပေါ့ဒါပေမဲ့အဲ့ဒီအစစ်မှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုအာယုံပြုတ်လိုက်တယ်ဆိုရင်လမ်းကြောင်းလွဲလိုက်တယ်ဆိုရင်အပြစ်ဒုစရိုက်မဖြစ်သွားဘူးတမန်ကျမ်းစာထဲမှာရှင်ယာကုပ်ဩဝါဒစာကိုကျွန်တော်နည်းနည်းဖတ်ချင်ပါတယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်ရှင်ယာကုပ်ဩဝါဒစာအခန်းကြီး1အငယ်14-15မိမိတက်မှတ်သောစိတ်စွဲငင်ဖျားယောင်းခြင်းကိုခံသောသူမိတွေကအပြစ်သွေးဆောင်ခြင်းတို့ရောက်တတ်တယ်ဒါမှမဟုတ်ကိုယ့်ရဲ့အတွေ့စိတ်ကနေစလိုက်တဲ့အရာလေးတစ်ခုကသွေးဆောင်ခြင်းပဲရှိသေးတယ်
အဲ့ဒီတက်မှတ်သောစိတ်ကပရိသေတွေယူပြီးတော့ဒုစရိုက်ကိုဖွာတယ်တဲ့အကယ်၍အဲ့ဒီအတွေးတွေကမထိန်ချုပ်လိုက်ဘူးဆိုပါစို့ကိုယ်စိတ်ကိုမချွန်းအုပ်လိုက်ဘူးစင်တွေကိုချွန်းအုပ်တယ်လို့ပေါ့မချွန်းအုပ်လိုက်ဘူးဆိုပါစို့အလိုဆန္ဒတွေဖြစ်လာတယ်ပရိသေတွေယူလာပြီအဲ့ဒီအလိုဆန္ဒတွေတက်မှတ်ခြင်းတွေကိုပရိသေတွေယူပြီးတော့တဲ့ဒုစရိုက်ကိုဖွာတတ်တယ်တဲ့အဲ့ဒီဒုစရိုက်ကိုဖွာပြီးဆိုရင်တော့တဲ့ဒုစရိုက်ဒီလည်းပြည့်စုံလင်တေခြင်းကိုဖွာတတ်တယ်ဆိုတော့အဲ့ဒီအချိန်မှာဒါဝိဒ်ကြီးကတက်မှတ်တဲ့စိတ်ဖြစ်လာတဲ့ကဆုံးဖြတ်ချက်ချလိုက်တယ်ဒီအမျိုးသမီးကိုခေါ်လိုက်တယ်ကျူးလွန်လိုက်တယ်ဒုစရိုက်အပြစ်ကိုသူကကျူးလွန်လိုက်တယ်ဒါမှမဟုတ်အပြစ်ဆိုတာဖခင်သခင်နဲ့ဝေးကွာစေတဲ့အရာအဲ့ဒီအတွေးအစစ်မာတွေကမဖြတ်ဘူးဆိုရင်ဆန္ဒနဲ့လိုလားမှုဆိုတဲ့တက်မှတ်တဲ့စိတ်ဖြစ်လာပြီဆိုရင်ရုန်းကန်ရပြီအဲ့မှာကျွန်တော်တို့ဝိညာဉ်နဲ့ဇာတိကရုန်းကန်ရပြီအဲ့ဒီအချိန်ဆိုရင်တော့ခတ်သွားပြီဒါကြောင့်မို့တမန်တော်ကြီးရှင်ပေါလုကိုယ်တိုင်ကအပိုက်ငယ်ယောမဩဝါဒစာအခန်းကြီး9မှာဒီလိုပြောတယ်ယောမဩဝါဒစာအခန်းကြီး9မှာတမန်တော်ကြီးရှင်ပေါလုကသူကထိုမှတပါတဲ့အပိုက်ငယ်14မှာယောမဩဝါဒစာအခန်းကြီး9အပိုက်ငယ်14မှာထိုမှတပါပြည့်ညက်တရားသည်ဝိညာဉ်ပဂတိနဲ့ဆက်ဆိုင်သည်ကိုငါတို့သိကြ၏ငါမူကားဇာတိပဂတိရှိတယ်ငါကဖခင်ရဲ့ပြည့်ညက်တရားကတော့ဖခင်ပေးထားတာတန်ရှင်းတယ်ဖြောင့်မတ်တယ်ဒါပေမဲ့ငါကဇာတိသဘောရှိတယ်တဲ့အဲ့ဒီဆိုဇာတိသဘောရှိတဲ့အခါမှာအပိုက်ငယ်15မှာငါကတဲ့ကိုကျင့်ကျင်သောအကျင့်ကိုမနှစ်သက်ဘူးတဲ့ကိုကျင့်ကျင်သောအကျင့်ကိုမကျင့်ယွန်ရှာသောအကျင့်ကိုကျင့်တယ်ပြောချင်တာကအစဆုံးတော့မဖတ်တော့ဘူးပေါ့နော်တမန်တော်ကြီးရှင်ပေါလုကရုန်းကန်ရတယ်ဘာကြောင့်လဲဆိုသူ့စိတ်ထဲမှာဇာတိသဘောရှိတဲ့အခါမှာတစ်ဖက်ရဲ့ဇာတိသဘောကလောကအရာတွေကိုချစ်တတ်တယ်ဖခင်သခင်ဝိညာဉ်တော်နဲ့ဆက်ဆိုင်တဲ့အရာတွေကိုမဆွဲလန့်တတ်ဘူးတစ်ဖက်ကလည်းဝိညာဉ်ပဂတိအရာရှိတယ်ဆိုဝိညာဉ်ပဂတိကလည်း100%ဆွဲတယ်ဇာတိကလည်း100%ဆွဲတယ်ကျွန်တော်တို့ရဲ့ဆန္ဒကဇာတိပေါ်မှာတင်ပါလားဝိညာဉ်ပေါ်မှာတင်ပါလားဆိုတာဆုံးဖြတ်ချက်ပဲအဲ့ဒီအချိန်မှာတမန်တော်ကြီးရှင်ပေါလုကသူရုန်းကန်ရတဲ့အချိန်ကိုသူပြောပြတယ်ဒါကြောင့်မလို့အတွေးအစစ်မာတွေကမဖြတ်ဘူးဆိုရင်ဆန္ဒလူလားတက်မှတ်မှုဖြစ်လာပြီဆိုရင်ရုန်းကန်ရပြီအဲ့ဒီလိုရုန်းကန်ရရင်တေချာပေါက်ဆုံးရှုံးမှုအခြေအနေရှိနိုင်တယ်ဒါကြောင့်မလို့ဇာတိတရားနဲ့ဆွဲတယ်ဝိညာဉ်တရားနဲ့ဆွဲတယ်ကျွန်တော်တို့ရဲ့ဆန္ဒဘယ်အပေါ်မှာတင်ပါလဲအဲ့ဒီခါမှာတမန်တော်ကြီးရှင်ပေါလုကသူ့ကိုယ်သူမြင်သွားတယ်အော်ငါကညုံငင်တဲ့သူဖြစ်ပါသည်တကားဤအသေးကောင်ကငါ့ကိုဘယ်သူကဲမလဲဖခင်ရဲ့ခွန်အားနဲ့ဒီနေရာနဲ့ तू ကရုံထွက်တယ်ဆိုတာတွေ့ရတယ်ဒါကြောင့်မလို့မိသားစုထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုမတင်ထားဘူးဆိုရင်သူတို့အပြည့်အသွေးဆောင်ခြင်းဘယ်လိုရှောင်မလဲဒါမှမဟုတ်လူငယ်တွေမှာများသောအားဖြင့်တဲ့သူတို့ရဲ့နိုင်ငံတော်လည်းမဟုတ်ဘူးမိဘလည်းမဟုတ်ဘူးသူတို့ကိုလမ်းလွဲအောင်သွေးဆောင်တဲ့အရာကတငယ်ချင်းအပေါင်းအသင်းဖြစ်နေတတ်တယ်တော့ငယ်တဲ့အရွယ်မှာဆိုရင်တငယ်ချင်းတွေကိုခုံမင်းတာပေါ့နော်ဆိုလိုတာကကိုမိသားစုထဲမှာဖခင်ဆိုတာမိခင်လည်းပါတာပေါ့နော်မိသားစုထဲမှာတမန်တရားတုံသင်ခြင်းရှိရမယ်ယေဘရဟိကဲ့သို့ပဲဆူတောင်းခြင်းဖခင်နဲ့ကိုယ့်ရဲ့မိသားစုအပြစ်တွေကြားထဲမှာဝင်ချတောင်းပန်ဖို့ရှိရမယ်ပြီးရင်တော့ရှင်ဘုရင်လို့ပေါ့နော်ရှင်ဘုရင်ဆိုတော့အာနာကိုပြောတာတော့မဟုတ်ပါဘူးကိုယ့်ရဲ့မိသားစုကာကွယ်ရမယ်စောင့်ရှောက်ရမယ်ကြွေးမွေးရမယ်ပြုစုရမယ်ဆိုတော့ဒီလိုမျိုးတောင်းဝန်ဝတ္တရားတွေရှိတယ်ဖခင်ကယေဘရဟိပရောဖက်ရှင်ဘုရင်ကဲ့သို့မိသားစုကိုဥဆောင်ရမယ်ဒါပေမဲ့အကယ်၍ဖခင်တွေမရှိဘူးတော့မိခင်တယောက်တည်းယုံကြည်သူဆိုရင်တော့တိမောသေလေးလို့ပေါ့နော်တိမောသေလေးမှာဆိုလို့ရှင်တော့အဖွာလောဤလားဆိုကျွန်တော်ကြည့်လိုက်မယ်နော်နာမည်မှားမှာဆိုလို့တိမောသေဩဝါဒစာပထမဆောင်မှာဒီလိုရေးထားတယ်တိမောသေဩဝါဒစာပထမဆောင်မှာတမန်တော်ကြီးရှင်ပေါလုကဘယ်လိုပြောလဲဆိုရင်ဒုတိယဆောင်နော်တိမောသေဩဝါဒစာဒုတိယဆောင်အခန်းကြီး1မှာအငယ်9မှာတင်းအဖွာလောဤအမိဥနှိတ်၌အရင်တည်သောယုံကြည်ခြင်းအစစ်တီတင်၌လဲတီချောင်းကိုငါမှတ်မိ၍သဘောကျ၏ဟာကျွန်တော်သဘောကျတယ်တမန်တော်ကြီးရှင်ပေါလုကတိမောသေပြောတဲ့အခါမင်းငါပြောတဲ့တမန်တရားစကားမှာယုံကြည်လို့ तू ကမပြောဘူးမပြောဘဲနဲ့ဘာပြောလဲဆိုတော့မင်းရဲ့အဖွာတဲ့လောဤအမိဥနှိတ်အရင်တည်တဲ့ယုံကြည်ခြင်းတဲ့ဘာဖြစ်လို့အဲ့လိုပြောလဲဆိုရင်တိမောသေရဲ့အဖေကတပါးမျိုးသားတမန်တရားကိုမသိဘူးဖခင်ကိုမယုံကြည်တဲ့သူဒါပေမဲ့အဖွာနဲ့အမေကသိတယ်
အဖွားနဲ့အမေကငယ်စဉ်ကလေးကတမန်တရားနဲ့တင်ပေးတဲ့အဲ့ဒီယုံကြည်ခြင်းမှာမင်းတည်တယ်ဆိုတာငါသဘောကျတယ်ဒါကြောင့်မလို့ကျွန်တော်တို့ဆိုလည်းထုံနေလည်းကောင်းပါပဲအဖေကဖခင်ကတခြားဘာသာဝင်ပေါ့နော်ဒါပေမဲ့အဖွားကငယ်တဲ့အချိန်မှာကျွန်တော်တို့ကိုတမန်တရားတင်ပေးတယ်မနဲ့ဝညဝတခါမှမပြတ်ဘူးမနဲ့မိုးလင်းရင်ယေရှုတင်တယ်ပြောရမယ် thank you Jesus ပြောရမယ်ဘယ်တော့မှမညာရဘူးညာရင်သူများသိတယ်ဆိုရင်ရှက်စရာကောင်းတယ်စသဖြင့်နော်တမန်တရားမနဲ့ဆိုရင်ကျွန်တော်တို့အတော်နဲ့နေရတာပေါ့အမားတွေကတနခါသွေးပြီးတယ်အလူငွေထည့်ပြီးတယ်စနစုသွားဒီလိုတမန်တရားတွေကကျွန်တော်တို့ဘဝကိုခိုင်ခန့်စေမှာဖြစ်တယ်ဒါကြောင့်မလို့ကျွန်တော်တို့ရဲ့ပထမဆုံးသာသနာ့ကွင်းကကိုယ့်ရဲ့မိသားစုကျွန်တော်တို့အားလုံးကဖခင်ရဲ့သာသနာပြုရမယ်သူတွေဖြစ်တယ်အဲ့ဒါကိုစိတ်ထဲမှာစာတန်ကလမ်းလွဲသွားစေတယ်ကျွန်တော်တို့ကိုတာမန်အသင်းသားအဖြစ်ပဲရှိစေခြင်းတယ်လောကကြီးကိုပဲချစ်စေခြင်းတယ်ဖခင်သခင်ကတော့အဲ့လိုမဟုတ်ဘူးကျွန်တော်တို့အားလုံးကိုဥပမာဘာနဲ့တူလဲဆိုရင် COVID-19 ယောဂပိုးကူးစက်ခံရတဲ့သူကယောဂပိုးတည်ဆောင်တဲ့သူဖြစ်သွားတယ်။သခင်ခွတ်တော်မိမိကယ်တင်ပိုင်ရှင်ဖြစ်ယုံကြည်တဲ့သူကအသက်ရည်ထွက်ရာစမ်းရည်တွင်ဖြစ်တယ်။အသက်ရည်ကသူတစ်ပါးစီပေါ်မှာပြန်စီးထွက်သွားတယ်။အဲ့ဒီလိုမျိုးဖခင်ရဲ့သာသနာကိုလက်ဆင့်ကမ်းတည်ဆောင်တဲ့သူတွေဖခင်သခင်ဖြစ်စေခြင်းတယ်။ဒါကြောင့်ဒီနေ့ကျမတို့ဆုံးဖြတ်ဖို့လိုတာပါ။လူတစ်ယောက်ကိုဖခင်သခင်ထံသို့ပို့ဆောင်ဖို့ကိုယ့်မိသားစုကိုဖခင်သခင်ထံကိုပို့ဆောင်ဖို့ကျွန်တော်တို့မှာသာသနာကွင်း၃ကွင်းရှိတယ်။အားလုံးမှာနံပါတ်1ကိုယ့်မိသားစုထဲမှာဖခင်ရဲ့သာသနာတည်ဖို့မိသားစု home mission အဲ့ဒါကျွန်တော်ပြုလုပ်ရလားနံပါတ်1နံပါတ်2ကတော့အသင်းတော်အတွင်းမှာအသင်းတော်လုပ်ငန်းရှိတယ်အစီကံချင်းရှိတယ်ပေးကမ်းပါဝင်လှူဒန်းခြင်းရှိတယ်အသင်းတော်ရဲ့ ministry ထဲမှာစက္ကန့်အစီခံရလားနောက်တစ်ခုကတော့လောကကြီးထဲမှာကျွန်တော်မိမိရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းမှာဖခင်ဘုန်းတော်ထင်ရှားရလားမိမိနဲ့ဆက်ဆံတဲ့သူတွေဖခင်ကိုတည်ဖို့ကိုအသက်ရှင်ရလားအဲ့ဒါကကျွန်တော်တို့ကိုဖခင်သခင်ခန့်အပ်ထားတဲ့အရာဖြစ်တယ်။နောက်ဒီနေ့ကျွန်တော်တို့မိသားစုတွေကိုကျွန်တော်တို့တုံသင်ပေးရမယ်။ဘာကြောင့်လဲဆိုရင်လောကရဲ့ဆွဲအားကပိုများတယ်။လောကကြီးရဲ့ဆွဲအားကတနင်္ဂနွေတစ်ပတ်ပဲလေ။လောကကြီးကအချိန်မရွေးကျွန်တော်တို့ကိုဖခင်နဲ့လွမ်းလွဲအောင်နီလန်းမျိုးစုံနဲ့စာတန်ကလုပ်တယ်။ဒါကြောင့်မိသားစုထဲမှာဖခင်ရဲ့နှုတ်ကပတ်တော်တွေကိုသင်ပေးဖို့ကိုယ်တိုင်လည်းသင်ကြားခံယူဖို့အဲ့ဒါကနံပါတ်1အရေးကြီးတယ်။ကျွန်တော်တို့ဒီစကားလုံးလေးတစ်ခုရှိတယ်ပေါ့နော်ဥမာလူတွေတော်တော်များများရှာဖွေတဲ့အရာဘာလဲဆိုရင်တဲ့ဂျားခံအကောင်းဖြစ်တယ်တဲ့ဥမာထားပါတော့ခလေးတယောက်စာကြိုးစားတယ်ဟာကောင်းတယ်ဘာအတွက်ကောင်းလဲစာမွေးအောင်တယ်ဟာစာမွေးမှာအမှတ်များများနဲ့အောင်ရင်ကောင်းတယ်ဘာအတွက်ကောင်းလဲဆိုရင်ဟာသူကြောင်ကောင်းကောင်းတက်လို့ရမယ်ဟာကြောင်ကောင်းကောင်းတက်ပြီးတော့သူဘွဲတွေပါရရင်ဘာအတွက်ကောင်းလဲအလုတ်ကင်ကောင်းကောင်းရမယ်ဒါရီဘူးကပြောတာပေါ့အလုတ်ကန်ကောင်းကောင်းရတာဘာလို့ကောင်းဘာအတွက်ကောင်းလဲဟာအလုတ်ကန်ကောင်းကောင်းရတော့လစာကောင်းမယ်ပတ်စံဝင်ငွေကောင်းမယ်ပေါ့ဝင်ငွေကောင်းကောင်းရတော့ဘာအတွက်ကောင်းလဲအခုကျွန်တော်ပြောခဲ့တဲ့အရာတွေအားလုံးကပဂတိအကောင်းမဟုတ်ဘူးဂျားခံအကောင်းမယ်ဝင်ငွေကောင်းကောင်းရတော့ဘာဖြစ်လဲသူလိုချင်တာတွေဝယ်လို့ရမယ်ပေါ့ရုပ်ဝတ္ထုပစ္စည်းတွေလိုချင်တာဝယ်လို့ရမယ်လိုချင်တာတွေဝယ်ရောဘာဖြစ်လဲစိတ်ချမ်းသာတာပေါ့စိတ်ချမ်းသာတာဘာအတွက်ကောင်းလဲပြောလို့မရတော့အဲ့ဒါကပဂတိအကောင်းလို့ခေါ်တယ်စိတ်ချမ်းသာခြင်းတို့ချစ်ချင်းမေတ္တာတို့ကောင်းမြတ်စုံလင်ခြင်းတို့ရောင်ရဲခြင်းတို့အဲ့ဒီအရာတွေကထက်ဆင့်ခွဲစိတ်လို့မရတော့အဲ့ဒါကိုပဂတိအကောင်းလို့ခေါ်တယ်ခလေးတယောက်ကိုဒီမှာလာပြီးတော့ကိတ်မုံနဲ့စိန်လက်စွန်းနဲ့ထားပါတော့သဘောပြောပြတာပေါ့သူကိတ်မုံရွေးချင်ရွေးလိုက်မယ်တန်ဖိုးအမှန်ကိုမပိုင်းခြားနိုင်ဘူးဝိညာဉ်ရေးရာနှုတ်နေတဲ့သူတွေကလောကကြီးကိုချစ်တယ်တဲ့လောကကြီးကိုတန်ဖိုးထားတယ်အဲ့ဒီလောကအရာတွေကဂျားခံကောင်းမယ်အိမ်ကောင်းတယ်ဘာကြောင့်ကောင်းလဲလုံလုံချုံချုံနေရဖို့လှလှပပနဲ့နွေ့နွေ့ထွေးထွေးနဲ့လူတွေခိုနားစရာဒါပေမဲ့လုံခြုံခြင်းကဘာအတွက်ကောင်းလဲပြောလို့မရတော့။ဒါကြောင့်မလို့ဖခင်သခင်ကျွန်တော်တို့ပေးတာကပဂတိအကောင်လုံခြုံကွယ်ကားခြင်းငြိမ်သက်ခြင်းကျေးဇူးတော်ကျမ်းမာခြင်းစသဖြင့်စိတ်ချမ်းသာခြင်းဖခင်သခင်ကအဲ့ဒီပဂတိအကောင်တွေကိုပေးတယ်။ဒါကိုမိသားစုထဲမှာတန်ဖိုးအမှန်ဘယ်အရာကတန်ဖိုးအမှန်လဲ။အဲ့ဒါကိုဒီနောက်ဆုံးကျွန်တော်ကျမ်းပိုက်လေးတစ်ခုကျွန်တော်ဖတ်ပြီးတော့နေကုန်းချုပ်ပါမယ်။ကျွန်တော်တို့ဒေသနာကျမ်းအခန်းကြီး9အခန်းငယ်1ဒါလေးကိုဖတ်ရင်ဆင်ခြင်အားလုံးတူတူကဖတ်ချင်တယ်ပေါ့နော်ဒေသနာကျမ်းအခန်းကြီး9အပိုင်ငယ်1ကိုဖတ်ရအောင်ကျွန်တော်တို့ဒေသနာကျမ်းအခန်းကြီး9ပိုင်ငယ်1ကိုကျွန်တော်တို့တွေ့မယ်ဆိုရင်ကျွန်တော်တို့အတူတူကဖတ်ရှုရင်းနဲ့ဆင်ခြင်ခွန်အားယူရအောင်ဖခင်သခင်
အိမ်တော်သို့သွားသောအခါတင့်ခြေတို့ကိုစောင့်လောလူမိုက်ပြုသောရစ်ပူဇော်ခြင်းအမှုထက်တရားနာခြင်းအမှုကိုတာ၍ကြိုးစားလောလူမိုက်တို့သည်ကိုယ့်အပြစ်ကိုမစင်ကြင်တတ်ကြဖခင်ဝတ်ပြုသွားတဲ့အခါမှာဖခင်အိမ်တော်ကိုသွားတဲ့အခါမှာတဲ့တင့်ခြေကိုစောင့်ပါတဲ့လူမိုက်ကသူကရစ်ကောင်ကိုပဲပမာဏပြုတာဒါပေမဲ့ဘယ်အရာကိုပညာရှိကတန်ဖိုးထားလဲဆိုရင်လူမိုက်ပြုသောရစ်ပူဇော်ခြင်းအမှုထက်တရားနာခြင်းအမှုကိုတာ၍ကြိုးစားကြလောဒါမို့မာရိကကောင်းသောအဖို့ကိုရွေးယူတယ်ဆိုတော့သခင်ယေရှုနာမှာတရားနာတာဖခင်ရဲ့နှုတ်ကပတ်တော်တမန်တရားကဒါဝိမင်းကြီးကဘာပြောလဲဆိုတော့ရွှေငွေအထောင်အသောင်းထက်အကျွန်ုပ်၌တာ၍ကောင်းတယ်ရွှေငွေတွေထက်ဒီနှုတ်ကပတ်တော်တာ၍ကောင်းတဲ့အရာကိုရွေးယူဖို့ဖခင်သခင်ကအလိုရှိတယ်ဒါမို့ချစ်တော်ညီကိုမောင်တို့ကကိုယ့်ရဲ့မိသားစုမှာဖခင်ရဲ့နှုတ်ကပတ်တော်ကိုသင်ပေးခြင်းကဒါတာ၍ကောင်းတယ်ဖခင်သခင်တနေ့ကြာမင်းမယ်မင်းမိသားစုကိုမင်းတမန်တရားနဲ့သင်ပေးရလားမင်းမိသားစုထဲမှာမင်းဖခင်ရဲ့အမှုတော်ကိုဆောင်ရွက်လားမင်းရဲ့အသင်းတော်မှာပတ်ဝန်းကျင်လောကကြီးထဲမှာဒါကြောင့်မို့ကျွန်တော်ကျမတို့ကိုဖခင်သခင်ဘာဖြစ်စေချင်တာလဲဆိုရင်တပည့်တော်စစ်ဖြစ်စေချင်ပါတယ်အဲ့တပည့်တော်စစ်ကနေပြီးတော့သာသနာပြုတဲ့လူဖြစ်ဖခင်သခင်ဖြစ်စေချင်ပါတယ်သာသနာကွင်း၃ခုရှိပါတယ်ကျွန်တော်မိသားစုပထမဆုံးအသင်းတော်ပထမဆုံးသာသနာကွင်းဖြစ်ပါတယ်ကျွန်တော်ရဲ့အသင်းတော်ပြီးရင်ကျွန်တော်ရဲ့အသက်ရှင်တန်ရာလောကမြေကြီးထဲမှာဖခင်ရဲ့သာသနာတော်ကိုပြည့်စုံမှုဖခင်သခင်ကထားတာအဲ့ဒီတာဝန်အဲ့ဒီ mission ကိုမိလျော်သွားအောင်စာရမဏေကလုပ်လိမ့်မယ်ဒါကြောင့်မို့ကျွန်တော်မမိနဲ့ကျွန်တော်စစ်ပွဲထဲမှာရှိနေတဲ့ဖခင်သခင်ရဲ့စစ်သူရဲတွေကဲ့သို့သခင်ခရစ်တော်ရဲ့စစ်သူရဲတွေကဲ့သို့အသက်ရှင်ပြီးတော့ရှောင်လန်းဖို့ဝိညာဉ်ခွန်အားတကူနဲ့ဖခင်ရဲ့ခွန်အားကိုအမိပြုပြီးတော့မိမိရဲ့မိသားစုမိမိရဲ့အသင်းတော်လောကပတ်ဝန်းကျင်အတွက်အလင်းစားကဲ့သို့အသက်ရှင်ဖို့ဝင်ငှပါတယ်အရောက်စီတိုင်းဖခင်ရှင်ကောင်းချီးပေးပါစေ